stamina တွေနဲ့ strength တွေပြီးတယ်လို့ပါ come on နောက်ဆုံး channel ဖုန်းမှာကြာရှောင်းမေးရတော့နားတဲ့လေးတွေပါထွက်ပြီးတော့ ရောက်ပြီးသွားပြီသူကြည့်ရတာအဲ့ဒီလိုမျိုးပဲအေးစေးပဲသူ့အနေနဲ့ကလည်းဆက်ပြီးတော့သွားချင်ဘလောက်ပဲလောက်ပါလေခမ No oh wow yes အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအချိန်ကတမယကတော့ကျွန်တော်တို့ audition လူပေါင်းများစွာတဲကနေပြီးတော့ယောက်ျားလေး9ယောက်မိန်းကလေး9ယောက်ဖြစ်ပါတယ်သူတို့တွေရဲ့အမှတ်အသီးသီးကိုလည်းဘုတ်ပေါ်မှာကျွန်တော်ဖော်ပြပေးထားပြီးဖြစ်ပါတယ်ဆိုတော့ဒီအချိန်ကတမယကအားလုံးလဲရင်ကုန်စိတ်လှုပ်ရှားနေမယ်ဆိုတာကိုခံစားမိပါတယ်တင်တို့ရဲ့ journeys ကအခုမှစမှာဖြစ်ပါတယ်ဒီ journeys ကိုသွားဖို့အတွက်ဆိုလို့ရှိရင်ကိုယ့်အတွက်ကိုလမ်းညွှန်မှုပေးနိုင်မဲ့သူကောင်းကောင်းရှိနေမှအဆင်ပြေမှာပါကျွန်တော်တို့ကပထမ season 1နဲ့မတူတာကတော့ season 2မှာတင်တို့ကို guide လုပ်ပေးမဲ့ coach တွေကိုကျွန်တော်တို့မိတ်ဆက်ပေးမှာဖြစ်ပါတယ်မိတ်ဆက်ပေးတဲ့တပြိုင်နက်တည်းမှာတင်တို့က coach တွေကိုရွေးချယ်ရမယ်ကိုဘသူကိုရွေးချယ်ရမလဲအဲ့ဒီနေရာမှာလည်းပဲကျွန်တော်တခုတော့ကျွန်တော်အကြံဉာဏ်ပေးခြင်းပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ coach 9ယောက်စလုံးက season 1မှာကတည်းကတကယ်ကိုကဏ္ဍရဲ့အသီးသီးတိုင်းမှာအတွေ့အကြုံတွေနဲ့အများကြီးရခဲ့ပြီးပြီလူတိုင်းကကိုယ့်အတွက်ကိုလုံလောက်တဲ့အကြံဉာဏ်ပေးမှုတွေ technique တွေပေးပို့နိုင်တဲ့သူတွေကြီးပါပဲသူတို့ပေါ်မှာကြီးပဲ 100% အကုန် rely ဖြစ်နေတာမဟုတ်ဘူးဆိုလိုတဲ့ဟာကကျွန်တော်တို့သွားမဲ့ journeys မှာကျွန်တော်ခုနပြောသလိုပဲ speed mobility strength ဒါတွေအားလုံးပြည့်စုံနေတော့မှသင်က FOE ရဲ့ဝင်နာဖြစ်မှာတခုတည်းနဲ့ပြည့်စုံနေုံနဲ့မရဘူးဆိုတော့ကိုဘယ်အပိုင်းကိုလိုအပ်တာလဲကိုလိုတဲ့အပိုင်းမှာဘယ် coach ကအားသာချက်တွေရှိတာလဲဒါတွေကိုတေချာစဉ်းစားပြီးတော့မှရွေးချယ်စေချင်ပါတယ်ရွေးချယ်ရမယ့်ကဏ္ဍလေးကိုအသေးစိတ်ကျွန်တော်ထပ်ပြီးတော့ရှင်းပြခြင်းနဲ့ဒီနေ့မှာအာသွန်ခွန်ဆိုင်စ조사ပြီးတော့ထိတ်ဆုံးမှာရနေတဲ့သူတွေကိုကျွန်တော်အရင်ဆုံးရွေးချယ်ခိုင်းမှာဖြစ်ပါတယ်ရွေးချယ်တဲ့ချိန်မှာပြိုင်ပွဲဝင်အမှတ်အများဆုံးလူတစ်ယောက်ကသူ့အနေနဲ့ coach ကိုစတင်ပြီးတော့ရွေးချယ်လို့ရတယ်ဥပမာကိုကတော့ကိုကြိုက်နေတတ်တဲ့ coach ကိုရွေးချယ်လိုက်တယ်ဒါပေမဲ့ coach တွေမှာကလည်းပဲဒီပြိုင်ပွဲတစ်ခုလုံးကြီးကိုသူတို့ကြည်ထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ကြိုက်နေတတ်တဲ့ပြိုင်ပွဲဝင်ဆိုတော့သူတို့စိတ်ထဲမှာရှိနေပြီးသားပဲဆိုတော့ကိုကအမှတ်အများဆုံးရတယ်ဒါပေမဲ့ကိုကြိုက်တဲ့ coach ကကိုကိုမကြိုက်ဘူးဆိုရင် coach ကညင်းပိုင်ဝင်ရှိတယ် coach တစ်ယောက်ချင်းစီမှာ2ယောက်ပဲကျွန်တော်တို့ပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှာစိတ်ဝင်စားဖို့ကောင်းတာကပြိုင်ပွဲဝင်တွေကလည်းပဲအုံနောက်ကိုတုံးပြီးရွေးချယ်ရမှာဖြစ်တယ်လို့ coach တွေကလည်းပဲအုံနောက်ကိုတုံးပြီးတော့လက်ခံအောင်ပဲအစိပ်ပိုင်းတစ်ခုလို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်အားလုံးလည်းနားလည်သွားအောင်တည်သွားအောင်ပထမဆုံးတစ်ယောက်ကနေကျွန်တော်စလိုက်မယ်โอเคပါဒီနေ့မှာအမှတ်အများဆုံးရရှိခဲ့တဲ့ကိုမျိုးမင်းထက်ကိုကျွန်တော်ရှစ်တလန်းတိုးပါအောင်ဗျာတင်တဲ့ live ဖက်ညီတဲ့ coach ကိုရွေးချယ်ရမှာဖြစ်ပါတယ်ဒီလိုရွေးချယ်တဲ့အခါမှာသင်ဘသူကိုရွေးချယ်မှာလဲ technique ဘိုင်းကောင်းတဲ့သူလားဒါမှမဟုတ်လို့ရှင် strength ဘိုင်းဆိုင်ရာအားတန်တဲ့သူလားစိတ်ဓာတ်ဘိုင်းဆိုင်ရာအားပေးနိုင်တဲ့သူလားဒါမှမဟုတ်ရှင်လျင်မြန်မှုတွေနဲ့ mobility တွေကိုအကောင်းဆုံးသင်ပြပေးနိုင်မဲ့လူလားဒါမှမဟုတ်လို့ရှင်ဆွဲဆောင်ကိုလမ်းညွှန်မှုပေးနိုင်မဲ့သူလားဘသူကိုရွေးချယ်မှာလဲကဲစပါပြီခင်ဗျာဆိုရရင်一切တာပြီးတန်ကိုရှိတယ်ပေါ့အဲ့ဒါတော့ဒီမှာအတက်ကြီးလုံးလည်းဖြစ်တယ်ခေါင်းအကြီးဆုံးလည်းဖြစ်တယ်ဆရာတွန်းဒီချက် All right ဆိုတော့ခဏလေးနေပါဦးကျွန်တော် coach ကိုမေးပါမယ် coach တွေမှာလည်းပဲကျွန်တော်ညင်းပိုင်ခွင့်ရှိတယ်လို့ကျွန်တော်ပြောထားပါတယ်ကဲဆရာတွန်း choose wisely ပါကျွန်တော်ဦးစားပေးပြီးရွေးချယ်တဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဒီတစ်ခေါက်တော့ကိုမျိုးမတဲ့ sorry ပါသူ့ကိုကြည့်တဲ့ချိန်မှာသူက Carlston နဲ့သမားဖြစ်တဲ့အတွက် upper strength အရန်ကောင်းတယ်ဒါပေမဲ့ overall strength ကိုကျွန်တော်ကြည့်တဲ့အချိန်မှာကျတော့တိတ်ပြီးတော့အားရတဲ့ပုံပဲဖြစ်တော့သူ့ကိုတော့ကျွန်တော်ငြင်းမိတာပေါ့ဆရာတွန်းကျွန်တော်ဘာကြောင့်မရွေးလဲဆိုတော့မသိဘူးပေါ့နော်ဒါပေမဲ့ရွေးလဲဘာမှဖြစ်ပါဘူးကိုယုံကြည်နေတယ်ကိုမျိုးမင်းထက်အနေနဲ့ကကြတော့ဒုတိယတစ်ယောက်ကိုထက်ရွေးချယ်ပါခင်ဗျာဒီမှာ mobility ကောင်းတယ်ဟိုအော်အမောက်ရှိရ Ansimo ခဏလေး Ansimo ကိုဒုတိယတစ်ချိန်အနေနဲ့ထပ်မံပြီးရွေးချယ်တယ်
ဆိုတော့ NC မိုးအနေနဲ့ကလည်း2ယောက်ပဲသူ့တင်းမှာရမှာဖြစ်တဲ့ကြောင့်မလို့ NC မိုးအနေနဲ့ကိုမျိုးမင်းထက်ကိုအသင်းမှာလက်ခံတာလက်မခံဘူးလား လက်ခံပါတယ်စားရရေးထားပြီးသား ကျွန်တော်တစ်ခုလောက်မေးစရာရှိပါတယ်ဆရာတွန်ရင်းခဲ့တဲ့ကိုမျိုးမင်းထက်ကို NC မိုးအနေနဲ့ဘာကြောင့်လက်ခံလဲ calisthenic လို့ပြောတယ်လေ calisthenic သမားတွေကကြတော့နောက်လာမဲ့မိုးအနေနဲ့ပေါ့နော်သူတို့ကဆွဲစုံလဲရရဲဆိုတော့နောက်လာမဲ့ချန်ပီယံအနေနဲ့မြင်မိတဲ့အတွက် မျိုးမင်းထက်ကိုအကောင်းဆုံးလမ်းညွှန်မှုပေးနိုင်မဲ့ coach လို့လည်းကျွန်တော်ယူဆပါတယ်ဆိုတော့ကိုရွေးချယ်ထားတဲ့ coach အနောက်မှာကျွန်တော် position လေးယူပေးပါကျွန်တော်တို့ပွဲရတော့ပွဲမစခင်နဲ့ကျွန်တော်တို့အရန်ကိုမိုက်နေပြီပေါ့နော်ဆိုတော့ ကျွန်တော်ဂိုင်းလုပ်ပြီးမယ် MC မိုးကိုလည်းပဲယုံကြည်တယ်တယောက်တော့အပြုံးချင်းနဲ့ကျွန်တော်လုံးဝဝင်တာဖြစ်ရပါမယ် ဒုတိယတစ်ယောက်ကထပ်မံပြီးတော့သူ့ရဲ့ coach ကိုရွေးချယ်ရမယ့်အချိန်ဖြစ်ပါတယ် main ကလေးတွေထဲမှာအမှတ်အများဆုံးနဲ့ဒီနေ့မှာအောင်မြင်မြင်နဲ့လုံးပြနိုင်ခဲ့တဲ့မက်ဆူဇာနီထွေး ရှင်နေတော့အရန်တုံနေပါတယ်ဘာဖြစ်လို့ဆိုတော့အကုန်လုံးကြိုက်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ပါဒါပေမဲ့ရွေးချယ်ခွင့်ကတယောက်ပဲရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ညီမအနေနဲ့မဆုဆောင်ရွေးချယ်ချင်ပါတယ် all right coach မက်ဆူဇန်အနေနဲ့ဒီပြိုင်ပွဲဝင်ကိုကိုယ့်ရဲ့အသင်းမှာလက်ခံပါလားလက်မခံဘူးလား ဝဲခံပါလက်ခံပါတယ် okay okay ဆိုတော့ထပ်မေးမယ်ဘာကြောင့်လက်ခံတာလဲ ဒီညီမလေးရဲ့ sort သွားတဲ့ပေါ့နော် movement တွေအကုန်လုံးလည်းမြင်ထားပြီးသားငကိုတွေကလည်းကိုကတကယ်ကိုကြိုက်တဲ့ပြိုင်ပွဲဝင်တယောက်လည်းဖြစ်နေတယ်ကိုစီကိုယူရတဲ့လည်းအရန်ဝမ်းသာတယ်ဝင်လာဖြစ်အောင်လည်းတူတူစူးစမ်းကြမယ် ကျေးဇူးတင်ပါတယ် နောက်တစ်ခုထပ်မေးမယ်တကယ်ဝင်တာဖြစ်အောင်လုပ်ပေးနိုင်မယ်တယုံကြည်မှုဘယ်လောက်ရာခိုင်နှုန်းရှိတယ် 200 200% ရှိတယ် အမားကကြတော့သူတို့ရဲ့လိုအပ်ချက်တွေကိုပဲအမားကဘေးကနေကြည့်ပေးမယ်လိုအပ်တဲ့အကြံဉာဏ်လိုအပ်တဲ့စိတ်သက်ခွန်အားတွေအကုန်လုံးကိုပဲcoach လုပ်သွားပေးဖို့စဉ်းစားထားပါတယ် ယောက်ျားလေးတွေထဲမှာကျွန်တော်တို့ဒုတိယအမှတ်အများဆုံးယောက်ျားလေးဖြစ်တယ်ရဲထက်ကြော်ကြီးလေးစပြီးချေလို့ရပြီ ဘုံလုံးကဆရာကြီးကြီးကျွန်တော်ကဆရာတော်ရွေးချင်တယ် နည်းနည်းတော့ဆရာတော်လက်ခံပါမလားမသိဘူးပေါ့ ဒီ contestant ကိုဆရာတုံးရဲ့တင်းမှာလက်ခံပါလားလက်မခံဘူးလား ဒီညီလေးကြတော့ကျွန်တော်အမှတ်မထင်ဘဲနဲ့လုံးဝဒီ level ကိုရောက်အောင်စ조사လာနိုင်တဲ့အတွက်ကျွန်တော်နဲ့အတူတူပူးပေါင်းပြီးတော့ကျွန်တော် coach လုပ်မယ်ဆိုတော့ဝင်နာတယောက်ဖြစ်နိုင်တဲ့အတွက်ကျွန်တော်လက်ခံပါတယ်ညီလေး welcome ပါ Okay ပထမဦးဆုံးဆရာတုံးနဲ့လက်ခံလိုက်ပါပြီခင်ဗျာဆိုတော့ညီလေးကိုယ့်ရဲ့ရွေးချယ်ထားတဲ့ coach နောက်မှာနေရာယူပေးပါ main ကလေးတွေထဲမှာဒုတိယအမှတ်အများဆုံးဖြစ်တယ်မက်ရှွန်းလက်တာစပြီးရွေးချယ်လို့ရပါ အကုန်လုံးကြိုက်ပါတယ်ဘာဖြစ်လဲဆိုတော့တယောက်ချင်းစီမှာဟိုရှိုးပေးနိုင်တဲ့အရာတွေအများကြီးရှိရယ်ဟုတ်နော်ကိုဆရာတွန်ရွေးပါ ကျွန်တော်ရွေးထားတဲ့ကျွန်တော်ညီလေးနဲ့တိုင်ပင်လို့ရလား official ဖြစ်လား ရတယ် ဆရာတော်ကျွန်တော်မေးသူ့သဘောကျလာတယ်သူကလည်းတော်သူတဲ့ဝင်တဲ့လူကိုဆရာရတယ်စင်ပြေလုံးမယ်အဲ့ဒါသူ့ရွေးဖြစ်သွားတာ ဝိနာဖြစ်ဖို့အလားအလာရှိတဲ့ညီမလေးကိုကျွန်တော်တို့အဖိုးကြီးတင်းက1 minute welcome ပါညီမလေး Okay လက်ခံပါတယ်ဆိုတော့နေရာယူပေးပါခင်ဗျာကြံတဲ့ပြိုင်ပွဲဝင်တွေအနေနဲ့ကဆရာတုံးကိုရွေးချယ်လို့လုံးဝမရတော့ပါဘူးညီလေးရှစ်တလန်တိုးပေးပါအောင်ညီလေးအတွက်ဆိုလို့ရှိရင်ဘယ် coach ကအကောင်းဆုံးဖြစ်မလဲလို့ညီလေးစပြီးရွေးလို့ရတယ် ကျွန်တော်ကတော့ကိုဖုံးပြနေအောင်ယူပါ Okay ဖုံးပြနိုင်ကကိုယ့်ရဲ့အသင်းမှာလက်ခံပါလားလက်မခံဘူးလား ကျွန်တော်လက်ခံပါပါ Okay လက်ခံပါတယ် ကျွန်တော်ကိုဖုန်းပြနေအောင်ရွေးချယ်ရတော့သူကတော့အရင်စီစီဝမ်းမှာတည်းကအကိုကအရန်လေးတော်တယ်ပေါ့အရန်တော့ပြီးတော့သူကညံလဲပုတ်ပြေးရလို့လည်းထင်မိရအကြောင်းလဲသူရွှေမိတာပါဟုတ် မိန်းကလေးနောက်တစ်ယောက်ဖြစ်တဲ့အိတ်တီဝီကျော်ညီမလေးရှစ်တလန်းတိုးပါအောင်စပြီးရွေးချယ်လို့ရပါပြီ
အဲ့က season 1တော့ကလည်းအစဆုံးကြည့်လိုက်တယ်ပေါ့နော်ဆိုတော့အကုန်လုံးကိုလည်းကြိုက်ပါတယ်ဒါပေမဲ့အဲ့ကယောဂသမားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့မှာ speak ကအရန်အားနေတယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ကိုဖုံးပြနိုင်အောင်ရွေးပါတယ် ဖုံးပြဒီညီမလေးကိုအဆက်လုံးမလားမလုပ်ဘူးလား ကျွန်တော်လုပ်မှာပါဟုတ် welcome ပါဒီပွဲကကျွန်တော်တို့ထပ်စားလို့ရှိရင်ဒီကစားသမားတွေရဲ့ပွဲဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့လိုအပ်ချက်တွေကရှေ့တန်းကိုတင်ထားမှာမဟုတ်ပါဘူးသူတို့ performance ထွက်လာအောင်ပဲလုပ်ပေးဖို့ကျွန်တော်စဉ်းစားထားတယ်ဟုတ်ဆိုတော့နောက်ထပ်တစ်ယောက်ဖြစ်တယ်ကိုရဲမင်းအောင်ကိုတိုင်းကလည်းပဲ trainer တူဖြစ်တယ်ဒီနေပယ်မှာလဲကျင်လည်ခဲ့တဲ့သူတစ်ယောက်အနေနဲ့ကိုဘသူကအကောင်းဆုံးလမ်းညွှန်မှုပေးနိုင်မဲ့ coach တို့ယူဆထားတယ်လဲစပြီးရွေးချယ်လို့ရပါပြီဒီမှာရှိတဲ့ course အားလုံးတော့ကြိုက်ပါတယ်ဒါပေမဲ့ကျွန်တော်နဲ့ရေခွန်အရင်ထပ်လို့ကြက်မယ်လို့ကိုနန်းတော့ယူပါတယ်ခဏလေးကျွန်တော် coach ကိုမမေးသေးဘူးဘာကြောင့်ရင်ခုန်တန်ချင်းထပ်တူကြတာလဲအဲ့ဒါလေးအရှင်မေးချင်တယ်ဘာကြောင့်ရင်ခုန်တန်ချင်းထပ်တူကြတာလဲကျွန်တော်ကောင်းလေး sport ပေးနိုင်မယ်လို့ထင်တယ် Oh all right ဆိုတော့တူစူးစမ်းကြတာတူစူးစမ်းကြတာအဓိကစိတ်သက်တစ်ခုလည်းနဲ့ရွေးချယ်မယ်ကိုနန္ဒလင်းကျော်ချစ်မိမိရဲ့အသင်းမှာလက်ခံမလားလက်မခံဘူးလားတကယ်လို့ထိတ်ဆုံးနေကကျွန်တော်ကိုရွေးခဲ့မယ်ဆိုရင်တော့ကျွန်တော် no လို့မှာဘာဖြစ်လို့ဆိုတော့ကျွန်တော်ကိုရဲရှိလို့ကိုရဲကိုကြတော့ကျွန်တော် coach လုပ်ပေးခြင်းနဲ့လက်လွတ်လိုက်ရလူရှိပါတယ်ခင်ဗျသူလိုအပ်တဲ့ agility တွေ speed တွေကိုကျွန်တော်သူ့အတွက်ဖြည့်ဆည်းပေးမယ်သူကကျန်တာကတော့သူဒီ strength တွေ body builder အဲ့ body building မိုင်းနေကသူကဟိုဆရာကြီးဖြစ်ပြီးသားဗျာကျွန်တော်ပြောခဲ့သလိုပဲကြားတွေကိုကျွန်တော်အတောင်ပန်တက်ပေးမယ် Okay ကြားတွေကိုအတောင်ပန်တက်ပေးမယ်နေရာယူလို့ရပါတယ် Okay all right နောက်ထပ် main ကလေးတစ်ယောက်ဖြစ်တဲ့မက်ကစ်အလက်ရောက်ပါပြီရွှေ့လို့ရပါပြီရှိရဲ့ coach တွေကအကုန်လုံးကအရန်တော်ပြီးသားဖြစ်နေတာဖြစ်တဲ့အတွက်ကရော MC မိုးကိုရွေးပါတယ် Okay လက်ခံပါလားလက်မခံဘူးလားလက်ခံပါတယ် MC မိုးနောက်မှာနေရာယူလို့ရပါပြီခင်ဗျာညီလေးတို့ညီမလေးတို့ကနှစ်အောင်စလုံးရှိတူလိုက်ပါညီလေးတို့အနေနဲ့ကကျတော့ရွေးချယ်စရာတအားနည်းသွားပြီဆိုတော့ရှိကုန်မရှိတော့တာဆိုတော့ကိုနန္ဒရဲ့အသင်းမှာ main ကလေးတစ်ယောက်ပဲရတော့မယ်အဲ့တော့မက်ဆူဇန်ရဲ့အသင်းမှာကျတော့ယောက်ျားလေးတစ်ယောက်ပဲရတော့မယ်ကိုရွေးချယ်ခြင်းနဲ့ဆိုရင်တော့ရွေးချယ်လို့မရတော့ဘူးဘာဖြစ်လို့ခိုးတစ်ယောက်ချင်းစီမှာယောက်ျားလေးတစ်ယောက် main ကလေးတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်အဲ့ဆိုတော့ညီလေးမရွေးချယ်ခင်မှာကိုကဒီနေရာကိုသွားရမှာဖြစ်တဲ့ကြောင့်မလို့ဘယ်လိုခံစားရလဲကြည်နေရလားကြည်နေတယ်ပြန်ခွင့်ရရတယ်တော့အဆင်ပြေနေ Okay ညီလေးနောက်တစ်ခုမေးမယ်ညီလေးအနေနဲ့ခုနကလို့အရန်စူးစမ်းတာလည်းတွေ့ရတယ်ပြိုင်ပွဲကာလမှာဒီတိန်းတစ်ထောင်နဲ့ချန်ပီယံကပတ်ကြီးကညီလေးအတွက်လို့ညီလေးတွေးမိဘူးလားအနိုင်ရဖို့ပဲတွေ့တိန်းတစ်ထောင်ရမရနောက်မှာ Okay မက်ဆူဆန်ကျွန်တော်ထပ်ပြီးမေးချင်တယ်အနိုင်ရဖို့ပဲတွေးတယ်သူ့အနေနဲ့ပြောချင်တဲ့ဟာက price ကအရေးမကြီးဘူးသူကဒီလုံးပြနိုင်တယ်ဆိုတဲ့အရာတစ်ခုပဲသူလုံးပြချင်တာမက်ဆူဆန်တင်မှာသူကိုလက်ခံခြင်းနဲ့စိတ်ရှိတာလက်ခံခြင်းနဲ့စိတ်မရှိဘူးလားလက်ခံခြင်းနဲ့စိတ်အပြည့်အဝရှိပါတယ်ဘာဖြစ်လို့လဲသူစော့တာကလည်းမြင်ပြီးသားပြီးတော့အဲ့စိတ်တစ်ခုတည်းအနိုင်ရချင်တယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့တင်ကိုအရင်ကြိုက်သွားပြီနေရာယူလို့ရပါပြီညီမလေးအနေနဲ့ကကြတော့ရွေးချယ်ခြင်းနဲ့ဆိုရွေးချယ်လို့မရတော့ကိုနန္ဒလင်းကျော်ချစ်စီကိုသွားရတော့မယ်အဲ့လိုသွားရခြင်းမှာမိမိရဲ့စိတ်ဆန္ဒအလျောက်ကောသွားခြင်းတဲ့စိတ်ဆန္ဒရှိသလားသွားကျင်ပါတယ်ဘာဖြစ်လို့လဲ season 1ကိုလည်းကြီးဖြစ်တယ်ပေါ့ညီမကြိုက်တယ် That's it ကိုနန္ဒကိုနောက်ဆုံးတစ်ခုအနေနဲ့မေးမယ်ကိုနန္ဒအသင်းကိုရောက်ရှိလာပြီးကိုနန္ဒအပတ်မှာရှိနေတဲ့သူတွေကစိတ်သက်ပိုင်းဆိုင်ရာအရန်ကို strong ဖြစ်နေတဲ့သူတွေလို့ကျွန်တော်ယူဆတယ်ဒီလူတွေကိုရောကိုနန္ဒအနေနဲ့စုရသွားတဲ့အပြင်ကိုသူတို့လိုချင်နေတဲ့ goals တွေကိုရောက်အောင်ပံ့ပိုးပေးနိုင်မယ်လို့ကိုယုံကြည်မှုရှိလားကျွန်တော်အပြေးအဝယုံကြည်မှုရှိပြီးသားကျွန်တော်တင်းကိုရွေးချယ်တဲ့ player တွေကကိုယုံကြည်မှုရှိပြီးတော့ကျွန်တော်တင်းကိုရောက်လာဖို့ပဲလိုတယ်သူတို့လိုချင်တဲ့ target ကသူ့အောင်ဖြစ်သွားလိမ့်မယ်ဒီပြိုင်ပွဲဝင်တာကျွန်တော်တင်ရမယ်
ကိုနန္ဒာသူ့ရဲ့ team ကလူက winner ဖြစ်နိုင်တယ်လို့သူကပြောသွားတယ်ပေါ့နော်အဲ့ဒါကိုနန္ဒာပဲလေသိရမလားသူကလေရမ်းကျဲတယ်အဲ့တော့တကယ် winner သူဖြစ်မလဲဆိုတာတော့အဆုံးထိစောင့်ကြည့်လိုက်ပေါ့နော် ကျွန်တော်တို့ team မှာ winner ရှိတယ်ဆိုတာကိုမမှန်ဘူးဆိုတော့တက်တည်ပြမဲ့ player ရှိလို့ရှိရင်တော့ကျွန်တော်တို့ကစောင့်ကြည့်နေပါမယ်လို့ season 1မှာကျွန်တော်လက်သုံးစကားလို့ပေါ့ဆူတောင်းထားလိုက်လို့ပဲပြောချင်ပါတယ် Federation at FOE Season 2ရဲ့ Challenge 1စတင်တော့မှာပဲဖြစ်ပါတယ်။ဒီနေ့ Shono Finalist ပြိုင်ပွဲဝင်18ယောက်ရဲ့ပထမအဦးဆုံး Challenge မှာဘာတွေကြုံတွေ့ရမလဲ။ဘလို့အခက်အခဲတွေရှိမလဲ။ပျော်စရာတွေလား။ဝမ်းနည်းစရာတွေလား။ကြည့်လိုက်ကြရအောင်။ ကျွန်တော်တင်ကချန်ပီယံဆုအတွက်ပြိုင်နေကြဆိုတော့သူတို့မှကျွန်တော် sport မလုပ်ဘဲနဲ့တခြားလူကို sport သွားလုပ်တယ်ဆိုရှင်သူတို့ကိုလည်းမလေးစားရောက်တယ်အဲ့တော့ကြောင့်မို့ကျွန်တော်တခြားလူတွေကိုကျွန်တော် support လုပ်မှာမဟုတ်ပါဘူး Welcome to FOE Season 2 Fitness on FOE Season 2ရဲ့ပထမဦးဆုံး challenge စတင်ပါပြီခင်ဗျာ Season 2မှာပို့ပြီးကျဲလိမ့်မယ်လို့ခန်းစားမိရေပေါ့နော်နောက်ပြီးတော့ကြီးရလည်းများသွားတဲ့ခါကျတော့လေပြီးတော့ winner ကလည်းတယောက်ပဲရွေးမယ်ဆိုတော့အဲ့ဒါလေးပေါ့အဲ့ဒါဆိုတော့နည်းနည်းလေးပို့ပြီးပြေးထည့်မယ်လို့တော့ခန်းစားမိရေ ကျွန်တော်ပထမဦးဆုံး challenge ရဲ့နာမည်ကတော့ Sweat Set ပဲဖြစ်ပါတယ် Sweat Set ဆိုတာကတော့ကျွန်တော်တို့ FOE ရဲ့ signature trademark ရှင်ပြိုင်မှုတစ်ခုဖြစ်ပါတယ်ဒီ Sweat Set ကကျွန်တော်ကိုယ်တိုင်လည်းမှတ်နှစ်တုံးကပါဝင်ရှင်ပြိုင်ခဲ့တာဆိုတော့ရွယ်ကူတဲ့ရိုးရှင်းတဲ့ပေါ့ပေါ့ပါရှင်ပြိုင်မှုတစ်ခုတော့မဟုတ်ပါဘူး invitation အနေနဲ့ပါတဲ့လူတွေကတော့ကိုယ်နဲ့အဲ့လိုမြန်မာတန်းပြီးတော့တည်ရလူတွေဥမာမျက်လေးတို့ပါဆိုတော့ဟိုငယ်ငယ်တည်းကတည်ရလူတွေပေါ့နော်ဆိုတော့ကျန်တဲ့ဒီလေရွေးစဉ်မြန်မာလေရွေးစဉ်ကစားသမားအနေနဲ့ပါကစားနေတဲ့လူတွေပါပါတယ်ဆိုတော့ဝါးပေါ့လူရွေးချယ်ပြီးမှဝင်လာတဲ့သူတွေကလည်းတကယ်ကိုချက်ခဲဆုံးမဲ့လူတွေဆိုတော့ပျော်စရာတော့အရန်ကောင်းပဲ တီတီတို့ဆိုရင်ဂူတို့အတွက်တော်တော်ရှင်ပြိုင်ရခက်မဲ့တယ်မှာပါတယ်မင်းမြတ်သူဆိုလဲဒါသူစောဒါတော်တော်လဲကြာပြီဆိုတော့ပြီးတော့ audition တွေကတော့တချို့လူတွေကိုခုလဲတိတ်မတီတော့သူတို့ကိုလဲ short တော့လို့တော့မရဘူးပေါ့နော် ဒီနေ့မှာဘယ်သူတွေကဘလို့အကောင်းဆုံးတွေလုပ်ပြမလဲဘယ်သူတွေကတော့ဟန်ပြတက်တက်ဖြစ်မလဲဆိုတာတော့ကျွန်တော်ဒီနေ့ဆုံးဖြတ်ဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီချိန်မှာအရန်ကိုစိတ်လှုပ်ရှားနေပါတယ် Sweat Set မှာဘာတွေပါဝင်မလဲဆိုရင်ကျွန်တော်တို့ကကို body weight ပေါ်မူတည်ပြီးတော့ exercise 6ခုပြုလုပ်မှာဖြစ်ပါတယ်ဒီ exercise 6ခုကဘာတွေလဲဆိုရင်90 degree full squat shoulder press plank deadlift ပြီးတော့လို့ရှိရင်ကျွန်တော် wall sit နောက်ဆုံးကကျွန်တော် burpees ပဲဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းတွေကကျွန်တော်တို့ကို body weight ပေါ်မူတည်ပြီးတော့ကစားမှာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့ကိုလေးချိန်တွေကိုကျွန်တော်အရင်ချိန်ရမှာဖြစ်ပါတယ်ကိုလေးချိန်တွေချိန်တဲ့အခါမှာတိကျဖို့အတွက်ကျွန်တော်လုပ်ပေးထားပါတယ် CRA ရဲ့ကျွန်တော်တို့ face body 3D body scanner နဲ့ကျွန်တော်တို့အကုန်လုံးလေးချိန်တွေ body weight တွေ measurement တွေအားလုံးတိုင်းမယ်result ထွက်လာတဲ့ပုံမူတည်ပြီးတော့ပြိုင်ပွဲဝင်တွေကကိုရှင်ပြိုင်ကစားရမယ့်အလေးချိန်ထွက်လာမှာဖြစ်ပါတယ်ဆိုတော့အခုပဲကျွန်တော်တို့တော့တိုင်ကြရအောင်ဆိုးကနေပြီးတော့ရွေးချယ်ကြတဲ့လူတွေက challenge ခေါ်ခြင်းလားဆိုတော့ကိုငိမ့်ချမ်းတို့ကိုရဲထက်တို့မအေးမြတ်သူတို့တီတီတို့အကုန်လုံးနဲ့ပြိုင်ပြီးတော့စော့ဖို့တော့ရင်ခုန်နေတယ် Yes, he did left beat on more chain. The wind being to let the nyala the hater is so ye. Agent and no chain. I don't malay. We flex, cause we fresh, never flex, both fame. Low shot, need to do a low shot. Go my little like crumb, I be double do, go my chuma tie. My baby don't car. The nine got long, I love out the mono metal, big with Johnny on dry. So fresh, so clean. I rap so mean, I'm blessed, homie. I get it live like a techno scene. Can't mess with it, essence like retro teens. The fittest on earth, FFOE. So you know that we can be stopped, flying through the storm that rocks. Cause I'm number one. Hit it on first, shoot the fittest on earth, baby. Ain't nothing can scare me, so come if you're ready. You walk through the fire while I'm getting higher. Cause I'm number one.
လို့တယ်မပြောပါဇက်ကိုကြည့်အလင်းကမှဥပဒေစရာဆက်ဆိုပြီးပတ်ပြပြီးတဲ့လူ rap ဆိုသည် MC Fitness on Earth FOE FOE Season 2ရဲ့ Challenge 1ဖြစ်တဲ့ Sweat Search အတွက်ရှင်တို့ပြန်မဝင်နေအားလုံးက Sierra ရဲ့ Face Body 3D Body Scanner ကိုအသုံးပြုပြီးတော့ weight ချိန်နေကြပြီပဲဖြစ်ပါတယ်။ချိန်ပြီးတော့ထွက်လာတဲ့ weight result တွေပေါ်မူတည်ပြီးတော့ပြိုင်ပွဲဝင်တွေ Sweat Search မှာပြိုင်ရမယ့်အလေးချိန်တွေပေါ်ထွက်လာမှာပါ။တယောက်နဲ့တယောက်က weight တွေမတူကြတဲ့အတွက်ကြောင့်မလို့မားရတဲ့ kg တွေကလည်းမတူနိုင်ပါဘူး။ကဲစလိုက်ကြရအောင်။ Down the right track, Malam Yang.